အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ကိုယ့်ရဲ့ကွန်ပျူတာမှာရှိတဲ့ file တွေပေါ့နော်file တွေကိုတခြားသူမကြည့်စေချင်တဲ့အခါမျိုးမှာပဲကိုယ့်ရဲ့အရေးကြီးတဲ့ file တွေဥပမာကိုယ့်ရဲ့ laptop ကလေးတွေပေးခိုင်းတာတော့အဲ့လိုအချိန်မျိုးမှာအရေးကြီးတဲ့ file တွေဆိုတော့ကိုယ်ကပိတ်ထားခြင်းနဲ့ကိုယ့်ရဲ့ folder ကိုလွှတ်ချထားခြင်းနဲ့ဆိုရင်ကျွန်တော်တို့ပေါ့နော်အပြင် software တွေမလိုဘဲနဲ့ original folder ကို lock ဘယ်လိုချမလဲဆိုတာလေးကိုဒီနေ့လို့ချင်းလေးတခြားလေးရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒါဆိုရင်ကျွန်တော်တို့ folder ကို lock ဘယ်လိုချမလဲဆိုတော့ကျွန်တော်ကနမူနာတစ်ခုချပြပါမယ်နော်this pc ကိုပါမယ်this pc ရဲ့မှာဒီမှာ local disk ပေါ့နော်ကျွန်တော်ကပဲဒီ folder လေးပေါ့နော်ဒီမှာဆိုရင် video နှစ်ပုတ်ရှိဒီ folder လေးကိုကျွန်တော် right click နှစ်ချက်နှိပ်လိုက်ရင်ဝင်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီ folder လေးကို lock ချခြင်းတယ်အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ဒီ folder လေးကို select ပေးပြီးတော့folder လေးကို select ပေးပြီးရင် right click နဲ့ဒီမှာ show more option ဆိုရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါပြီးရင်ဒီမှာ property ဆိုတာရှိတယ် property ဆိုတာလေးကိုနှိပ်လိုက်ပါဒီမှာ security ပေါ့နော် security ကိုဝင်မှာပြီးရင်ဒီမှာ administrator ပေါ့နော် administrator လေးကိုရွှေ့လိုက်ပါရွှေ့ပြီးရတယ်ဒီမှာ edit ဆိုတာလေးရှိတယ် administrator ကိုရွေးပြီးတော့ edit ဆိုတာလေးကိုနှိပ်လိုက်နော်ဒီမှာဒီအပြင်ဒီမှာ administrator ကိုတစ်ခါထည့်ရွေးပြပါနော်နှစ်ခါရွေးမှာရွေးပြီးဒီမှာတရားလေးတွေကိုအမှန်ကြီးလေးချက်ပြပါနော်ဒီမှာအလုပ်ဆော့ကွန်ပျူတာပေါ့နော်အလုပ်ကွန်ပျူတာပေါ့ဗျာဒီဘက်ကအမှန်ကြီးလေးအားလုံးချက်ပြလိုက်ပေါ့နော်ဒီမှာချက်ပေးပြီး apply apply ဆိုရင်yes ပေးလိုက်ပါဒီမှာ apply ပြီးတော့ဆို okay ပေါ့နော်ဒီမှာလည်း apply ဖြစ်သွားပြီဆိုတော့ okay ဟုတ်တယ်အဲ့တော့ကျွန်တော်ဒီ file ကိုဖွင့်ကြည့်လိုက်ပါသူကဖွင့်လို့မရတော့ဘူးနော် continue လိုက်တယ်ဖွင့်လို့မရဘူး close ပဲပေါ်နေမှာပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့ကိုယ့်ရဲ့မှာအရေးကြီးတဲ့ file တွေကိုlock ခတ်ထားလို့ရပါဘောနော်ဒါကတော့ original ပါတဲ့အတိုင်း lock ခတ်တာပေါ့နော်အဲ့ဒါဆိုရင်ဒီဥစ္စာကိုခတ်တာတော့ဟုတ်ပြီဒါဘယ်လိုပြန်ပြီးတော့ဖွင့်မလဲပေါ့နော်ကိုယ်တို့ရှင်အဲ့ဆိုရင်ကျွန်တော်ကိုဖွင့်နေတဲ့ folder ကိုဒီ view ဆိုတာလေးကို select ပြီးရင် right click နဲ့ပြီးရင်ဒီမှာ show more option ပေါ့နော်အဲ့ဒါလေးကိုပြန်လိုက်ပါပြီးရင်ဒီပေါ့နော်ကျွန်တော်တောင်းရဝင်တဲ့အတိုင်းပဲပေါ့နော်အပြင် security တွေကိုပဲပြန်သွားပါနော်ပြန်သွားပြီးဒီမှာ administrator ဆိုရှိရဒီမှာ administrator ကိုပြန်ပြီးပြီးဒီမှာကျတော့ဒီမှာ appearance ဆိုပြီးပြင်နေပါနော်ဒီမှာ edit လေးပြန်သွားလိုက်ပြီးရင်ဒီမှာ administrator ပြီးရင်ဒီမှာဒီဘက်ကိုပဲအမှန်ရှိဒါတွေပြန်ဖြုတ်ခဲ့ပါနော်အမှန်ကြီးပေးထားလေကိုပြန်ဖြုတ်ခဲ့ဒါဆိုရင်ရသွားပြီနော်ရသွားပြီဆိုတော့ apply နေတယ် okay ဒီမှာ apply နေပြီဆိုတော့နေစမလို့ okay ပေါ့နော်ဒါရင်ကျွန်တော်လိုချင်တဲ့ဟာလေးပြန်ပြီးတော့ဒီ folder ကိုဖွင့်ကြည့်လိုက်မယ်နော်ဒါမှဆိုရင်ဖွင့်လို့ရသွားပြီအဲ့တော့ဒီပုံစံနဲ့ကိုယ့်ရဲ့မှာလုပ်ငန်းသုံး file တွေရေးကြီးရဲ့ view file တွေပဲဖြစ်ဖြစ်နော်ကိုယ်ကလေးတွေကိုင်းပေးကိုင်းတဲ့အချိန်မျိုးမှာကိုပြတ်သွားမှာဆိုလို့အရေးကြီးတဲ့ file တွေကိုဒီပုံစံနဲ့တော့လေးခတ်ထားလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ရဲ့ channel ကနေဒီလိုအချို့ share video လေးတွေတင်ဆက်ပေးတော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးသွားကြပါဦးခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်